မင်္ဂလာပါနားဆင်သူသောရရှင်တို့ရေအိမ်မက်လာလာဝက်ပါစေဆိုတဲ့စီတင်လေးကနေပြန်လဲကြိုးစားပါရဗျာကျွန်တော်ဒီကနေ့ညမှာပြန်လဲမျှဝေတင်ဆက်ပေးခြင်းတဲ့စာအုပ်လေးကတော့စာရေးဆရာတော်တာမင်းသားထားတဲ့လူငယ်တယောက်စိတ်သက်ကြနေသည်ဆိုတဲ့စာအုပ်ထဲမှာအိမ်မက်တွေကိုမမေ့လိုက်ပါနဲ့ဆိုတဲ့ခေါင်းစဉ်လေးနဲ့တူအဲ့ဒီကအကြောင်းအရာလေးတွေကိုကျွန်တော်ဒီကနေ့ညအိမ်မက်လာလာဝက်ပါစေဆိုတဲ့အစီအစဉ်လေးကနေပြန်လဲမျှဝေတင်ဆက်ပေးသွားခြင်းပါတယ်ဗျာအိမ်မက်တွေကိုမမေ့လိုက်ပါနဲ့လူတိုင်းကတော့ငါကြီးလာရင်ဘာကြီးဖြစ်အောင်လုပ်မယ်ဘာကြီးဖြစ်ချင်တယ်ဆိုပြီးအိမ်မက်တွေကိုစီရှိကြမှာပါအိမ်မှာလည်းအိမ်မက်ရှိတယ်လို့ကျွန်တော်မှလည်းအိမ်မက်တွေရှိပါတယ်ကျွန်တော်တို့တွေအိမ်မက်ရှိကြတာလူညီခဲ့ကြပါတယ်ဒါပေမဲ့အိမ်မက်ရှိတာချင်းပဲလူညီခဲ့ကြတာပါအိမ်မက်ကိုအကောင့်ထဲပေါ်နိုင်ခြင်းမပေါ်နိုင်ခြင်းတွေကတော့အတူညီခဲ့ကြပါဦးဗျာတချို့ကအိမ်မက်တွေကိုမေးပြကြတယ်တချို့တွေကတော့သူတို့အိမ်မက်တွေကဈေးကြီးလွန်းလို့အိမ်မက်နောက်မလိုက်နိုင်တော့တာတွေရှိကြတယ်တချို့ကတော့အိမ်မက်တွေကိုတစ်ခုပြီးတစ်ခုအကောင့်ထဲပေါ်ရင်အမြင့်ဆုံးမှာအလားဆုံးဖြစ်နေကြပါပြီသင်ရောအိမ်မက်တွေကိုအကောင့်ထဲပေါ်နိုင်နေရဲ့လားအမြင့်ဆုံးမှာအလားပါဆုံးဖြစ်နေရဲ့လားဒါမှမဟုတ်ငယ်တုန်းကလက်ခဲ့မှုတဲ့အိမ်မက်တွေကိုနေပါပြီလားကျွန်တော်ဖတ်မှတ်ဖူးတဲ့ပုံမြင်လေးတစ်ပုဒ်ပြောပြပေးမယ်နော်ဟိုးရှိတုန်းကကြက်ချံပိုင်ရှင်ဦးလေးကြီးတယောက်ရှိတဲ့ဒီနေ့အဲ့ဒီဦးလေးကြီးဟာကြက်တွေကိုကျွေးဖို့အစာသွားဝယ်ရင်လမ်းမှာလင်းုံဦးကြီးကိုကောက်ရတဲ့လင်းုံဦးမန်းအဲ့ဒီဦးလေးကြီးကလည်းမသိဘူးပေါ့ဒါကြောင့်ကြက်ချံပိုင်ရှင်ဦးလေးကြီးကအိမ်ပြန်ရောက်လာတာနဲ့ကောက်လာခဲ့တဲ့လင်းုံဦးကြီးကိုကြက်ဥတွေနဲ့တူထားလိုက်ပါတယ်တဲ့ဗျာအိမ်မကြခင်မှာပဲအဲ့ဒီလင်းုံဦးကြီးကနေတိတ်ကိုလှပါတဲ့လင်းုံလေးတစ်ကောင်ပေါက်ဖွာလာပါတယ်လင်းုံကြီးကလည်းတခြားကြက်တွေနဲ့အတူရန်သူသူ့ကိုယ်သူကြက်တစ်ကောင်လုံးတင်နေတာပေါ့ပဲအဲ့ဒီလင်းုံလေးဟာကြက်တွေအစာစားသလိုစားပြီးကြက်တွေလှုပ်ထုံးလုံနေတိုင်းလိုက်လောက်တာပေါ့ဒီနေ့မှာတော့လင်းုံငယ်လေးဟာသူ့အပေါင်းဖော်ကြက်တွေနဲ့အတူလေကွင်းမြေကြီးမှာစော်စကားနေရင်ကောင်းကင်မှာလှပစွာပြန်ဝဲနေကြတဲ့လင်းုံတွေကိုတွေ့လိုက်ရတဲ့ဒါနဲ့လင်းုံလေးကကောင်းကင်မှာပြန်ဝဲနေကြတာဘာကလေးအဲ့လိုမေးပြီးဘေးမှာရှိတဲ့ကြက်ကလေးတွေကိုမေးလိုက်တဲ့ဒါနဲ့ကြက်ကလေးတွေကလည်းငါတို့သိအားကြရတဲ့လင်းုံငှက်တွေပေါ့ကွာလင်းုံငှက်ငယ်လေးကိုအဲ့ဒါလိုပြန်ပြေးလိုက်ပါတယ်လင်းုံငှက်ငယ်ကလေးကလည်းချက်ချင်းဆိုသလိုငါလည်းအဲ့ဒီလင်းုံငှက်တွေလိုပြန်တတ်ချင်လိုက်တာငါလည်းလင်းုံငှက်တွေလိုပြန်တန်းနိုင်အောင်ကြိုးစားမယ်အဲ့လိုပြောပြီးကြက်တွေကိုပြောပြလိုက်တော့ကြက်ကလေးတွေကအားလုံးဝိုင်းပြီးလောင်ရဲကြတဲ့နောက်ပြီးငါတို့ကြက်တွေဆိုတာမြေပြင်လည်းပဲဆိုင်တာကွာကိုနဲ့မဆိုင်တဲ့အရာတွေကိုမမောမနေစမ်းပါနဲ့ကွာလို့မင်းကကြက်ပဲကြက်လိုနေစမ်းပါကွာဆိုပြီးကြက်ကလေးတွေကလင်းုံငယ်ကလေးကိုပြောလိုက်တယ်လေဒီလိုနဲ့လင်းုံငယ်ကလေးဟာဟောငါကကြက်ကလေးပါကွာငါကလင်းုံတစ်ကောင်မှမဟုတ်ပဲလင်းုံတွေလို့ဘယ်လိုလုပ်ပြန်တန်းနိုင်မလဲငါမယူမိုက်တင်ပါဘူးအဲ့လိုဆိုပြီးကိုရေသိမ်းလိုက်တဲ့နောက်နေ့တွေမှာလင်းုံငယ်ကလေးဟာတခြားလင်းုံငယ်တွေပြန်တန်းတာကိုကြည့်မိတိုင်းအားချမိတိုင်းမှာမင်းကကြက်တစ်ကောင်ပဲလင်းုံတွေလို့ပြန်တန်းဖို့စိတ်ကူးမြင်စမ်းပါနဲ့ကွာကြက်ကကြက်လိုနေရမှာပေါ့ဆိုတဲ့အပေါင်းဖော်ကြက်ကလေးတွေရဲ့ပြောစကားကိုအမြဲကြားရောက်မိပြီးလင်းုံလို့ပြန်တန်းခြင်းနဲ့သူ့ရဲ့အိမ်မက်တွေကိုမေးလျော့လိုက်ပါတော့တဲ့ဒီလိုနဲ့တစ်နေ့အိမ်မက်တွေအ
ကောင်းထဲမပေါ်တော့ပဲနေလာလိုက်တာနောက်ဆုံးမှာတော့လေးုံကလေးကသူ့ရဲ့အိမ်မက်တွေမပြေပါပဲကြက်ကလေးတစ်ကောင်ဖြစ်ဘဝနီကုံကျုပ်သွားတော့တဲ့တကယ်လို့လေးုံလေးသာသူ့ရဲ့အိမ်မက်တွေပေါ်ယူသွခဲ့မယ်ဆိုရင်အိမ်မက်တွေကိုမမေ့မလျော်ပဲအမြဲအကောင့်ထဲပေါ်ဖို့စူးစမ်းနေခဲ့မယ်ဆိုရင်ဒီနေ့ဒီမှာသူပြန်တန်းကျင်တဲ့အပြင်ကိုအလှပဆုံးနဲ့အလွတ်လပ်ဆုံးပြန်တန်းခွင့်ရရှိမှာဖြစ်ပါတယ်။နောက်ပြီးသူဟာလေးုံတစ်ကောင်အဖြစ်ဝေးဖွားလာခဲ့တဲ့ဆိုတာသိရှိသွားမှာဖြစ်ပါတယ်။ဒါ့အပြင်သူ့ကိုလှောင်ပြောင်ခဲ့ကြတဲ့ချက်ကလေးတွေကိုသူဟာအစွမ်းဆရှိတဲ့လေးုံတစ်ကောင်ဖြစ်ကြောင်းပြသလိုက်မှာဖြစ်ပြီးချက်ကလေးတွေရဲ့အားချမှုတွေကြီးကျူးမှုတွေကိုရရှိလိုက်နိုင်မှာဖြစ်ပါတယ်။ဒါပေမဲ့လေးုံငက်ကလေးဟာအိမ်မက်တွေကိုမေးလွှတ်လိုက်တာမို့သူဖြစ်ချင်တဲ့အရာတွေလည်းမဖြစ်ခဲ့ရသလိုချက်ကလေးတွေအားလုံးဟာလည်းလေးုံလေးကိုကြက်တကောင်အဖြစ်အမြဲသတ်မှတ်သွားခဲ့ရပါတယ်။အခုနားထောင်နေတဲ့ပြည်သက်အနေနဲ့လည်းကိုယ့်ရဲ့အိမ်မက်တွေကိုလက်လျှူထားခဲ့တာကြားပြီဆိုရင်အခုပဲရအောင်အကောင့်ထဲပေါ်ဖို့လိုက်တွန်းချင်ပါတယ်ဗျာ။ဒါပေမဲ့အချို့အိမ်မက်တွေကအချိန်ကန့်တတ်နေတာအကောင့်ထဲပေါ်ရတာမျိုးမို့အကောင့်ထဲပေါ်ဖို့မဖြစ်နိုင်တော့တဲ့အိမ်မက်တွေစားလက်ရှိအကောင့်ထဲပေါ်လို့ရနေသေးတဲ့အိမ်မက်တွေကိုရအောင်အောင်မြင်အောင်ဖြစ်မြောက်အောင်အကောင့်ထဲပေါ်ပါလို့ပြောချင်ပါတယ်ဗျာ။ကိုလေးုံလေးလိုဖြစ်မခံပါနဲ့အိမ်မက်တွေကိုလည်းလက်လွတ်မဆုံးရှုံးပါစေနဲ့အိမ်မက်တွေကိုလုံးဝမမေ့လိုက်ပါနဲ့အိမ်မက်တွေတစ်ခုပြီးတစ်ခုအောင်မြင်စွာအကောင့်ထဲပေါ်ရင်အမြင့်ဆုံးမှာအလှပဆုံးဖြစ်နိုင်ပါစေကျွန်တော်ဒီကနေ့မှာပြန်လည်မျှဝေတင်ဆက်ပေးလိုက်တဲ့ဒီအကြောင်းအရာလေးတွေမှာလူချင်းမျိုးတို့အတွက်အကျိုးကျေးဇူးအသေးတူတာအစုံတရားသွားမယ်လို့ပြောနေပါတယ်အားလုံးကိုချစ်ခင်လေးစားပါတယ်ကျွန်တော်ကတော့တင်ဆက်သူဦးနေမျိုးပိုင်းဖြစ်ပါတယ်ဗျာစားပေးချစ်သူနားစစ်သူပေးတဲ့တော်လုံးလဲဒါလှပတဲ့မင်္ဂလာရှိသောညာချမ်းချိန်ကလေးကိုပိုင်ဆိုင်ပြီးအိမ်မက်လာလာပဲကြပါစေဗျာမျှဝေတင်ဆက်ပေးလိုက်တဲ့ဒီအကြောင်းအရာလေးတွေမှာလူချင်းမျိုးတို့ကြိုက်နေတဲ့ဆိုရင်ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ထားပေးပါဒီကခေါင်းလောင်းလေးကိုလည်းနှိပ်ထားပေးဖို့မမေ့ပါနဲ့နော်